အားလုံးပဲမင်္ဂလာပါမနက်ဖြန်ကဘာရွှေစည်းကွက်ဆက်ပြီးမှတက်နိုင်လားဒါမှမဟုတ်ဘယ်ဈေးနှုန်းတွေမှာပြန်ကျနိုင်လဲဒါနဲ့ပတ်သက်ပြီးမှကျွန်တော်ဒီနေ့ည analysis လုပ်ပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဘာရွှေရဲ့အရင်က market ဆိုတော့တစ်ချက်ပြန်ကြည့်ကြည့်အောင်ပါနော်ဒါဒီကျွန်တော်အရင်ကသူကျခဲ့တဲ့ down trend market တခုရှိလိမ့်မယ် lower high lower low okay ဆိုလက်ရှိ market structure ဖြစ်နေတာကကျွန်တော်ဒီ structure လေးရှိမှာပေါ့နော်သူဒီမှာဆိုရင်ရှေ့တော့က okay lower low ကိုဆက်သွားရတယ် okay ဒါကျွန်တော်အရင်တစ်ဖက်တော့က lower high ကိုပြန်ပြီးမှစလာတဲ့အနေအထားရှိတယ်ပေါ့နော်တကယ်လို့အဲ့ဒီမှာကျွန်တော်တို့နေပဲ structure ရကြည့်မယ်ဆိုရင်သူပြန်လာတဲ့အခါမှာကျွန်တော်ဒီနားလေးမှာရှိတဲ့ဒါဒီ order block ဆောင်တစ်ခုရှိမယ် okay နော်ကျွန်တော်ရဲ့ order block ဆောင်တစ်ခုရှိမယ် okay ဒီဇုံကနေသူပြန်လာပြီးမှ okay အဲ့ဒီဇုံကနေတခါတည်းတန်းပြီးမှကြာသွားမှာလားဒါဒီပထမအချက်ပေါ့နော်နောက်ထပ်ဒုတိယအချက်ကသူဒီအဲ့ဒီအပေါ်မှာရှိတဲ့ကျွန်တော်ဒီ swing high liquidity တခုရှိမှာပေါ့နော်ဒီညနေမှာ liquidity တခုရှိရဲ့အဲ့ဒီ liquidity တခုပါ test လုပ်ပြီးမှသူကြာသွားမလားကျွန်တော်ဒီနှစ်ချက်ကိုစောင့်ကြည့်ရမယ်ပေါ့နော်တကယ်လို့အဲ့လိုမှလုံးလုံးမဟုတ်ပေါ့နော်ဒီပုံစံလေးလည်းအလုပ်မဖြစ်ဘူးတကယ်လို့သူဒီအပေါ်ဘက်ကိုအားပြင်းပြင်းနဲ့ဆက်ပြီးမှ break မယ်ဆိုရင်တော့ကျွန်တော် long term ဒါကျွန်တော် option တခုနဲ့ပြန်စတာမျိုးတွေရှိလာနိုင်တယ်ဆိုတော့ okay ဒါကျွန်တော်တို့အဲ့ဒီအပေါ်တက်ဖို့ကတော့ကျွန်တော်နည်းနည်းတော့ဝေးသေးတာပေါ့နော်ဒါပေမဲ့တရားတစ်ခုကတော့ဒီတနင်္လာအင်္ဂါပေါ့နော်အဲ့ဒီနေရက်ပတ်ချတဲ့မှာဒီကြားထဲမှာအတက်ချဖြစ်လိမ့်မယ်ဆိုအဲ့ဒီမှာတက်လာတဲ့အခါမှာကျွန်တော်ဒီမှာ lower down frame မှာရှိတဲ့ market ဆိုတော့တေချာဒီစောင့်ကြည့်မှကျွန်တော်ရောင်းလို့ရတာဒါမှမဟုတ်သူတွေဆက်ဝယ်ရမလားဒါတွေကိုကျွန်တော်တွားပြီးမှကြည့်ရမယ်ပေါ့နော် okay ဒါဆိုရင်လောလောဆယ် lower down frame မှာရှိတဲ့ down trend market ဆိုတဲ့တခုကိုကျွန်တော်ပြန်ပြီးမှလိုက်ပြီးမယ်okay လောလောဆယ်ကျွန်တော်တို့ view point တခုအနေနဲ့ကြည့်မယ်ဆိုရင်ဒီ key level ကနေကျွန်တော်ပြန်ပြီးမှကျသွားမှာလား okay ဒါမှမဟုတ် swing high ကိုပါတခါတည်း inducement လုပ်ပြီးမှကျမှာလားဒါကိုကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော် okay ဆိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှာဆိုအရင်တုန်းက down trend market တခုနေပြီသူဒီ structure break ထားတယ် okay သူဒီတချင်းချင်း key level ပြန်လာ test လုပ်မယ် okay ပြီးရင် lower low ဆက်ပြီးမှသွားမယ်ဒါဒီကျွန်တော်အယူရှင်ဆုံး market ဆိုတခုပဲပေါ့နော် okay ဒါဆိုရင်ကျွန်တော်84 time frame ရဲ့ market ဆိုတော့သွားဆင်းကြည့်မယ် okay 84 time frame ထဲကိုဆင်းကြည့်လိုက်တဲ့အခါမှာဒါရှေ့ရင်ကလေးကကျွန်တော် analysis လုပ်ခဲ့တဲ့ market ဆိုတာရှိပြီးသားပေါ့နော်ဒါမှဆိုရင်ကျွန်တော်ဟိုအရင်တုန်းကသူဒီ daily time frame မှာကျွန်တော် swing high liquidity ပြန်လာပြီးမှဆွေးခဲ့တယ်နော် swing high liquidity ပြန်လာဆွေးမှအောက်ကိုဆက်လက်ပြီးမှသွားခဲ့တဲ့အချိန်ကဒီမှာကြည့်လိုက်ဒီမှာဆိုရင် down trend တခုသွားခဲ့တာ okay ဒါကျွန်တော်အဲ့ဒီ down trend structure အတိုင်းပဲ lower high lower low okay လက်ရှိကျွန်တော် focus လုပ်မဲ့ strategy တခုကဒီ structure ပဲပြောလို့ဆိုရင် market ကတူဒီမှာဆိုပြန်ပြီးမှလာသလားသူပြန်လာတဲ့အခါမှာကျွန်တော်တို့ဖြစ်ဒီ key level တခုတက်ကျွန်တော်ဒီရှာကြည့်မယ်ပေါ့နော်ပြောလို့ဆိုရင်ဒါ premium နဲ့ discount ခွဲလိုက်မယ် premium နဲ့ discount ခွဲလိုက်တဲ့အခါမှာသူဒီလက်ရှိကျွန်တော်ပြန်ပြီးမှရောက်နေတာကဒါတဖြည်းဖြည်းချင်းနဲ့ကျွန်တော်ဒါ premium level ရဲ့အစုံလေးကိုပြန်ရောက်လာပြီပေါ့နော်အဲ့ဒီ premium level ကနေသူဒီကျွန်တော် social confirmation တွေရပြီဆိုရင်တော့သူဒီတခါလေးပြန်ကြလာမျိုးတွေဖြစ်လာနိုင်တယ်ခဏတော့ကကျွန်တော်ပြောတဲ့ chance နှစ်ခုကပေါ့နော်သူဒီပထမချက်အနေနဲ့ကျွန်တော်ပြန်ပြီးမှဒါဆဲကိုစဉ်းစားရတာမျိုးတွေဖြစ်လာနိုင်တယ် okay အဲ့ဒီပထမပုံစံအတိုင်းကိုတွားမလား second ပုံစံတွားမှာဆိုတော့ကျွန်တော်တို့ဒီတက်လာတဲ့ဒီ market တခုကျွန်တော်ကြည့်ရမှာဘာလို့ဆိုတော့ကျွန်တော်မနှက်ဖြန်ဆိုရင်တော့တိတ်ကြတယ်သူဒီ okay အနေနဲ့အများပြန်လာပြီးမှအပေါ်ဆက်ပြီးမှ run တာမျိုးတွေရှိတယ်ဘာလို့ဆိုဒီ trend ကိုအရင် focus လုပ်ရမှာကျွန်တော်တို့ခဏတော့က daily time မှာပြောခဲ့တဲ့ဒီအပေါ်မှာနှစ်ခုရောင်းဖို့ကိုမစဉ်းစားခင်မှာဒီတက်လာတဲ့ဒီ trend ကို focus လုပ်ပြီးမှဒါလေကိုကရောင်းတင်မရောင်းတင်ကိုကျွန်တော်ဆုံးဖြတ်လို့ရမှာ okay နော်လက်ရှိကျွန်တော်ဒီမှာဆိုရင်84 time မှာတွေ့ရတဲ့ trend ဒီ okay structure break ထားတယ် lower high ကိုပြန်လာနေတဲ့အနေထားပေါ့နော် okay ပြန်လာတဲ့အခါမှာကျွန်တော်ဒီမှာဆိုရင်ကြည့်လိုက်ဒီနားလေးမှာကျွန်တော်ရဲ့ key level ဆုံးနှစ်ခုရှိလိမ့်မယ်ဟုတ်နော် okay ဒီမှာဆိုရင်ကျွန်တော်ရဲ့ order block ဆုံးဒီမှာရှိမယ် okay ဒီနားမှာတစ်ခုရှိမယ် okay ဒါကိုမှသူ့အနေနဲ့ inducement လုပ်သွားမှာလားတခါတည်းဒီမှာပဲ test လုပ်ပြီးမှ structure confirmation ရပြီးမှသွားမှာလားပေါ့နော်ဒါကိုကျွန်တော်စောင့်ကြည့်ရမှာเนาะအဲ့လိုမှမဟုတ်သူဒီပေါ့နော်ဒီကောင်ကို inducement လုပ်ပြီးအပေါ်မှာရှိတဲ့ key level ကို test လုပ်ပြီးမှပြင်ကြတာမျိုးလည်းဖြစ်လာနိုင်တယ်เนาะဒါကဘယ်ပုံစံဖြစ်မယ်ဆိုတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါပေမဲ့ market structure အရကြည့်မယ်ဆိုရင်တော့အဲ့ဒီပုံစံနဲ့ပဲသွားလိမ့်မယ်ပေါ့နော် okay အဲအကြောင်းလို့ကျွန်တော်တို့လက်ရှိဒီ structure ကိုဆက်လက်ပြီးမှကြည့်ရမယ်ပေါ့နော် okay ပထမဆုံးကျွန်တော်ဒီ structure ကိုကြည့်လိုက်တဲ့အခါမှာအရင်တုန်းကဒီမှာဆိုကြည့်လိုက်ဒီခဏတုန်းကကျလာတဲ့ဒီအကြတစ်ခုမှာသူ့ရဲ့ trend လေးတစ်ခုရှိနေတယ်เนาะဒီမှာဆိုရင် lower high lower low နဲ့ကျလာတဲ့ down trend တစ်ခုရှိတယ်အဲ့ဒီ down trend ကိုမှသူဒီ trend ပြန်ချိန်သွားတယ် trend ပြန်ချိန်သွားရင်ဒီမှာဆိုရင် up trend တစ်ခုတွေပြန်တက်လာပြီအဲ့ဒီ up trend ကိုကျွန်တော်ကြည့်ရမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့အရင်တုန်းက social break တယ် break ပြီးမှကျွန်တော်ရှေ့တုန်းက up trend တစ်ခုပြန်စားပြီးမှအတက်ဘက်ကိုပြန်လာတဲ့ social အတိုင်းပဲကျွန်တော်ကြည့်ရမယ်ပေါ့နော်ဒီမှာဆိုရင် higher low higher high okay ဒီမှာဆိုရင်ရှေ့မှာရှိတဲ့ swing ကိုဆက်လက်ပြီးမှ break တယ်okay အောက်မှာဆိုရင်ကျွန်တော်ဆင်းလို့ရှိမယ်ပေါ့နော်လက်ရှိဒါဒီ up trend သွားနေတာဒီ up trend ရဲ့ structure အတိုင်းပဲသူဒီနားလေးမှာဒီ key level ကနေချက်ချင်း
test လုပ်ပြီးတော့အပေါ်ဆက်ပြီးမှ run မလားဒါမှမဟုတ်ဒီမှာပဲ range တစ်ခုအရင်ဖန်တီးမလားပေါ့နော်ဒါကျွန်တော်တို့တနင်္လာနေ့ဈေးကွက်စဖွင့်မဲ့အချိန်ဖြစ်တဲ့အတွက်သူ့နေပဲဟိုအားပြင်းပြင်းနဲ့ gap ဟာပြီးမှကြာသွားတာမျိုးလည်းဖြစ်နိုင်မှာပေါ့နော်ဒါဘယ်လိုပုံစံမျိုးလာမှာတော့မသိသေးအဓိကတရားတစ်ခုတော့ stretch out တော့တရားလေး focus ပြန်လုပ်နိုင်ဖို့လိုအပ်မယ်ပေါ့နော် okay ကျွန်တော်တို့ဒီမှာဆိုရင်လက်ရှိ H1 time frame ဆိုတော့ကြည့်လိုက် H1 time frame ထဲမှာကျွန်တော်ကြည့်မယ်ဆိုရင်လည်းဒါလက်ရှိဒီမှာသူတက်လာတဲ့ဒီ trend တစ်ခုကျွန်တော်တွေ့ရလိမ့်မယ်နော်ဒီ time frame မှာလည်းတက်လာတဲ့ဒီ trend လေးရှိတယ်အဲ့ဒီ trend အတိုင်းပဲကျွန်တော်ဆက်လက်ပြီးမှကြည့်ရမယ်ပေါ့နော်ဒါခဏတော့ကကျွန်တော်ဒီမှာဆိုရင်ရှေ့မှာရှိတဲ့ social high ကို break တဲ့ဒီဆွဲတက်ပေါ့နော်လက်ရှိအဲ့ဒီအတိုင်းပဲတက်လာတဲ့ဒီ trend လေးကတက်ပေါ့နော်ဒါကမတူပေါ့နော်ဒါကျွန်တော်တို့ဒီပဲကွဲဖို့လိုအပ်တယ်ပေါ့နော် so ကျွန်တော်တို့ပြ initial ပြန်ပြီးမှပြောရမယ်ဆိုရင်တော့ကျွန်တော်တို့တကယ်လို့အယောင်ဘက်ကိုစဉ်းစားတဲ့သူဆိုရင်တော့ကျွန်တော်အပေါ်မှာပြထားတဲ့ဒီ key level zone ကြီးကျွန်တော်စောင့်နေတာကောင်းတာပေါ့နော် okay တကယ်လို့ကိုယ်နေပဲရေတူဝယ်ရောင်းလုပ်မယ်ဆိုရင်တော့ကျွန်တော် lower time frame ရဲ့ market ဆို focus လုပ်မှကျွန်တော်အကြောင်းဝယ်တွေအဲ့တော့အများကြီးစဉ်းစားလို့ရလေနော် okay ဒါတော့ကျွန်တော်ဒီ ICT SMC concept trading strategy ကိုတီးပြီးသားသူတရားတော့ကျွန်တော် trade to ပြောစားတော့မလို့ထင်လိုက်မယ်ပေါ့နော် okay so ကျွန်တော်လက်ရှိ market structure ကိုမြင်သွားမှထင်ပါတယ်ကျွန်တော်တို့ဒီအဓိကလက်ရှိ higher time frame market structure တွေပဲတရားလေး focus မိအောင်ကျွန်တော်ပြန်ပြီးမှ analysis လုပ်ပြတာဖြစ်ပါတယ် entry ဝင်ဖို့အတွက်ကကျွန်တော်တို့ပြင်ဒါဖြစ်လာတဲ့ market structure ကိုကျွန်တော်ပြန်ကြည့်ရပြီးမှဘယ်စီနဲ့မှဝယ်ရင်ဘယ်စီနဲ့မှရောင်းမယ်ဆိုတော့ကျွန်တော်ပြောလို့ရမှာဖြစ်ပါတယ် so ကျွန်တော်ဒီနေ့ပြီးတော့ဒီလောက်ပါပဲဒီလိုကအခုမှ training ကိုစပြီးမှလေးလာတယ်ဒါ ICT SMT concept training strategy ကိုတရားလေးလေးလာခြင်းနေဆိုရင်တော့ကျွန်တော်တို့ ICT master class အတန်းကိုလာပြီးမှတက်လို့ရပါတယ် so အသေးစိတ်နဲ့ပတ်သက်ပြီးမှသိချင်တဲ့သူတွေကကျွန်တော်ရဲ့ profile မှာရှိတဲ့ Telegram အကောင့်ကိုဒါဆက်သွယ်လာလို့ရပါတယ် so ကျွန်တော်တို့နောက်ထပ်သော view မှာပြန်လည်ဆုံတွေ့ပါမယ်